အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဆိုင်ကယ်လေးအကြောင်းကိုမိတ်ဆက်ပေးရင်းနဲ့ရုပ်ကားလေး3စီလက်ဆောင်ပေးခြင်းပါတယ်ဗီဒီယိုရဲ့အဆုံးမှာဒီဆိုင်ကယ်ရဲ့အကြောင်းကိုမေးထားတဲ့လွယ်ကူတဲ့မေးခွန်းလေးတွေကိုအရင်ဦးဆုံးပြည်စုံစွာဖြေနိုင်တဲ့သူ3ဦးကိုကျွန်တော်ရုပ်ကားလေး3စီလက်ဆောင်ပေးမှာဖြစ်ပါတယ်Street Fighter V4S 2021ပေါ့နော်2020ရာအနေရောင်မထွက်တယ်2021မှာသူကအမဲအောင်ထွက်တာပေါ့နော်အမဲအောင်ထွက်တယ်ပြီးတော့ဒီကောင် electronic control တွေကလည်းတော်တော်စုံတယ်လို့ပြောလို့ရတယ်ABS ကိုမှဒီကောင်ဗာလဲဆိုတော့9 ABS ပါသွားတယ်9 ABS မှာဒီကောင် version 2ဖြစ်သွားမယ် Evo 2ဖြစ်သွားမယ်ပြီးတော့ traction control လည်း Evo 2ဖြစ်သွားမယ်ပြီးတော့ slide control တွေပါတယ် engine brake control တွေပါတယ် control တော်တော်စုံတယ် wheel control တွေရောပေါ့နော်တော်တော်စုံတယ်ပြီးတော့သူက V4S တော့ကိုမှသူက S version ဖြစ်တော့ဘာတိတော့ကွာသွားလဲဆိုတော့ဒီ font ပေါ့နော်ဒီ font electronic font ဖြစ်သွားတယ် online ပေါ့နော်ပြီးရင် GUI က Marchesini font GUI ဖြစ်သွားတယ်ပေါ့Yo version ကတော့ Yo V4 ကတော့သူကဒီဘောအရေးဖြောကြီးမိုးလောင်းတာပေါ့နော်ဒီကောင်ကြောင့်အဲ့လိုမဟုတ်ဘူးဒီတထုပြားပေါ်မှာဒီကောင်ကလုံးဝပုံစံပြန်သွင်းတာကို P press လုပ်ပြီးတော့ဖွင့်ပြီးတော့ဒီကောင်ပို့ပြီးတော့GUI လည်းပို့ပေါ်တယ် Yo GUI ထောက်တော့ဒီကောင် 1.7 တို့ 2kg လောက်ပို့ပေါ်တယ်ပေါ့နော် Brake ကတော့ braking နဲ့ပိုကောင်းလာတယ်ပြီးတော့ suspension ဘိုင်းနဲ့တော်တော်လေးအဆင်ပြေလို့ပြောရမယ်ပြီးတော့ Brembo မှာဒီ Stamler brake တုံးထားတယ်ပစ္စည်းအများကြီးဆင်ထားတယ်ဒီမှာလေကျွန်တော်တို့ Air radiator gut တွေတော့ Icola gut တွေဆင်ထားတယ်ပြီးတော့ front brake lever protector ဆင်ထားတယ်နောက်ထပ်မစိုးဒီမှာ heat gun လေးတွေ heat gun လေးဆင်ထားတယ်ပြီးရင်နောက်ထပ်ဒီမှာကျွန်တော်တို့ engine plug လေးဆင်ထားတယ် engine cap ပေါ့နော်ပြီးနောက်ထပ်ဒီမှာ wheel nut ပေါ့နက်ဆင်ထားပြီးတော့ brake ကလည်းအသက်လဲထားတာNestor brake ထည့်ထားတာပေါ့နော်ဒါလေးနဲ့ဆင်ထားတာလေးလည်းသဘောကျတယ်ပြီးတော့နောက်မဖြုတ်တော့ဒါလေးဆင်ထားတယ်တူပေါ့နော်ဘင်းကတာလည်းတက်လဲဟာတာရလည်းဘယ်လောက်တိတ်လဲဆိုတော့2022တိတ်တာလည်းအတက်ကြီးပဲရှိသေးတယ်ကျွန်တော်အကုန်ဆုံးတယ်ဟီဂတ်ဒီကုရှတာဒီမှာပါတဲ့ဟာတော့မှကျွန်တော်တို့ကုရှတာမှာ Evo 2ထည့်ထားတာ version 2ထည့်ထားတာဒါပေမဲ့ဒီကောင်အဟောင်းမှာပို့ဒီကောင်ပြချင်းလာဆိုတော့ဘယ်လောက်ပိုကောင်းလဲမသိဘူးဆန်းတော့ဆန်းမမောင်းကြည့်ဘူးဒီelectronic font ပြထားတယ်တန်ကတ်တယ် present tumbler ဒီကောင်ဆိုတော့ဈေးမနေဘူးဒီကောင်ဆိုတော့ဈေး14နဲ့15ကျောင်းလောက်ရှိမှာဒါ carbon battery ကာပါဘောနော်ဒါလည်း14လောက်သွားမှတင်တယ်ကီလိုဘယ်လောက်လဲဆိုတော့ဒီကောင်ကဒီမှာဟိုလဲထားတယ် exhaust system လဲထားတော့ pro version ဟိုပေါ်နေကီလိုကနော်ကီလိုက1300တော့ပေါ့Riding မှုကတော့ base for street okay ရမ်းမိုက်တယ်ဗျညီမကြီးမဒီရောင်းတဲ့ဒီရွက်ရှိသေးတယ်ကျွန်တော်ဒီရုပ်လေးတွေကနေတော့ရုပ်3ရုပ်ကိုကားရုပ်3ရုပ်ကိုမဲဖောက်ပြမှာဖြစ်ပါတယ်မိခုနံပါတ်1ကတော့ Yo Street Fighter V4 နဲ့ V4S ရဲ့အဓိကကွာခြားတဲ့အချက်နှစ်ချက်ပါမိခုနံပါတ်2ကတော့ Marchesini ကွင်းနဲ့ရေရုပ်ဖွေဘာကွာလဲပေါ့နော်မိခုနံပါတ်3ကတော့ weight ပိုပေါ်ခြင်းကဆိုင်ငယ်တစ်စုမှာဘယ်လိုတက်ရောက်မှုရှိလဲပေါ့အားလေးပါပဲအားလေးကိုမှန်အောင်ပြင်နိုင်တဲ့3ယောက်ကိုကျွန်တော်ရွေးပြီးတော့အရုပ်လေးလက်ဆောင်ပေးမှာဖြစ်ပါတယ်ဗျာကျေးဇူးပြုပြီးတော့ဖြည့်ပေးကြပါအောင်နော်